ငါးနဲ့တရက်တီဟင်းလေးချက်စားပြလို့ပါလူရသည်နဲ့အရန်လိုက်ဖက်တဲ့ဟင်းလေးတစ်ခွက်ပါနော်ငါးတွေကိုတော့စားစနင်းချုံမို့ကျိုးနေထားလိုက်ပါတယ်ရက်တီတွေကိုလှီးထားပါတယ်နည်းနည်းမင်းပင်စင်းလေးတွေကိုလှီးဖြတ်ထားပါတယ်အိုးရဲစီထည့်ပြီးစီပူလာပြီဆိုရင်တော့ထောင်းထားတဲ့ကြက်တုံဖြူမီအနှစ်တွေကိုထည့်ပြီးတော့စီတက်လိုက်ပါတယ်ရှင်စနင်းမို့ထည့်ပါတယ်အရောင်တင်းမို့ထည့်ပါတယ်ရောပြီးစီတက်လိုက်ပါမယ်ဝေးရပြီဆိုလို့ရှိရင်ငပိစိမ့်စားလေးတွေကိုထည့်ပြီးတော့ရောပြီးစီတက်ပေးလိုက်ပါတယ်စီတက်လို့မွေးလာပြီဆိုရင်တုံးလာပြီးတော့အရသာနှက်ထားတဲ့ငါးတွေကိုထည့်ပြီးတော့မှွေပေးလိုက်ပါမယ်ပြီးရင်ဆုံချင်းရည်လေးနည်းနည်းထည့်ပြီးတော့ငါးလေးတွေနှူအောင်ရင်တည်ပြီးတော့ပြည့်သီးလေးတွေကိုတုံးထားတဲ့ပြည့်သီးလေးကိုထပ်ရောထည့်ပြီးတော့နည်းနည်းမှွေပေးလိုက်ပါတယ်အရသာအနေနဲ့စားနဲ့ခနော်လေးထည့်ရပါတယ်အနည်းနဲ့အရသာဝင်အောင်လုံးပြီးပြီဆိုရင်တော့နောက်ထပ်ဆုံချင်းရည်လေးထပ်ထည့်ပြီးတော့ပေါ့နော်ဟင်းအတွက်ချက်လိုက်ပါတယ်အခုဆိုရင်ပေါ့နော်ငါးတရက်တီရောနူးလာပါပြီအဲ့ဒါဆိုရင်လှိဖြတ်ထားတဲ့နည်းနည်းမင်းပင်စိမ့်နဲ့ရုပ်သီးစိမ့်လေးကိုနောက်ဆုံးအနေနဲ့အုပ်လိုက်ပါတယ်ရှင်အဲ့ဒါဆိုရင်အရန်မွေးကြိုင်ပြီးတော့အနံ့ရတာနဲ့လုံးဝပြည့်စုံတဲ့ဒီရသည်နဲ့လိုက်ဖက်တဲ့ထမင်းမင်းစီတဲ့ငါးနဲ့တရက်တီဟင်းလေးတစ်ခွက်ရရှိပါပြီရှင်အားလုံးပဲထမင်းစားမြင်ကြပါစီရှင်